electromagnetic induction လျှက်စစ်တန်လိုက်ညှို့ခြင်းလို့အဓိပ္ပာယ်ရတယ်ညှို့ရဆိုတာက circuit တစ်ခုနဲ့နောက်တစ်ခုကိုမထိပဲနဲ့ဒီကလျှက်စစ်တွေဟိုဘက်ထဲရောက်အောင်လုပ်တာကိုညှို့တယ်လို့ခေါ်ပါတယ်အဲကျွန်တော်တို့တွေရေဒီယိုလိုင်းဖမ်းနေမလုပ်နေတာလေလေထဲမှာရှိတဲ့ electromagnetic wave တွေကိုကျွန်တော်တို့ရဲ့ရေဒီယိုထဲကိုညှို့ယူတယ်ဒီအတိုင်းပဲ TV လိုင်းတွေကို TV ထဲကိုညှို့ယူတယ်ပြီးတော့ transformer ကိုသုံးတဲ့အခါမှာ EPC ကပေးလိုက်တဲ့လျှက်စစ်ကိုကျွန်တော်တို့အိမ်ဘက်က coin ကို physical connection မရှိဘဲနဲ့ညှို့ယူတယ်ပြီးတော့နောက်တစ်ခါတကယ်လို့ကိုက wireless charging ကိုသုံးတယ်ဆိုရင်ဒီအောက်ဘက်က wireless charger အထိုင်ထဲမှာဖြစ်နေတဲ့လျှက်စစ်ဓာတ်ကိုတန်လိုက်နီးနဲ့ဒီကိုပို့ပြီးတော့ဒီမှာလျှက်စစ်ပြန်စီးအောင်လုပ်တယ်အဲ့ဒီတိုင်းပဲ induction cooker ဒါတွေအားလုံးကဘာလုပ်နေတာလဲညှို့ယူနေတာ physically connection မရှိဘူးဘာနဲ့ပဲလဲဒီက electromagnetic wave ထွက်သွားတယ်ဒီထဲမှာအဲ့ဒီ electromagnetic wave က magnetic flux ပေါ့ magnetic field တွေကဒီမှာ current ပြန်ဖြစ်သွားတယ်နောက်တစ်ခုက generation ထုတ်ယူခြင်းထုတ်ဖော်ခြင်း and distribution of electricity လျှက်စစ်ဓာတ်အားကိုဘယ်လိုထုတ်တယ်လဲဘယ်လိုဖြန့်ဖြူးတယ်လဲအဲ့ဒီအကြောင်းတွေကိုလေ့လာပါမယ် A changing magnetic field could produce a current A changing magnetic field က current ကိုထုတ်ပေးတာမဟုတ်ဘူး changing magnetic field ပြောင်းလဲနေတဲ့သံလိုက်စက်ကွင်းကလျှက်စီးချောင်းကိုထုတ်ပေးတယ် This effect is called အဲ့ဒါလိုမျိုးပြောင်းလဲနေတဲ့သံလိုက်စက်ကွင်းကလျှက်စီးချောင်းထုတ်ပေးတာကို electromagnetic induction လျှက်စစ်သံလိုက်ညှို့ယူခြင်းလို့ခေါ်တယ် and it is the physics အဲ့ဒါကယူပဗေဒပညာပဲဘယ်နောက်ွယ်မှာရှိနေတာလဲ behind the generators မီးစက်တွေရဲ့လှုပ်ဆောင်မှုနောက်ွယ်မှာရှိနေတဲ့ယူပဗေဒပညာဖြစ်တယ် that provide the electricity used in our modern society ကျွန်တော်တို့ရဲ့ခေတ်မှာရှိနေတဲ့သူပြောရင်လည်း modern လို့ပြောရင်တော့ဒီခေတ်ပေါ်ကြီးပေါ့ခေတ်မီတဲ့လူအဖွဲ့အစည်းကြီးကသုံးနေတဲ့လျှက်စစ်စွမ်းအားကိုထုတ်ပေးနေတာ generator အဲ့ဒီ generator ရဲ့အခြေခံက electromagnetic induction The discovery was made in 1831အဲ့ဒါလိုမျိုးတန်လိုက်ဓာတ်ပြောင်းလဲရင်လျှက်စစ်ဓာတ်ရတယ်ဆိုတဲ့တွေ့ရှိမှုကို1831မှာ Michael Faraday ရဲ့ Joseph Henry ရဲ့ working independently at the same time သူတို့နှစ်ယောက်တနေရာထဲမှာလုပ်တာမဟုတ်ဘူးကိုယ့်ရဲ့သုတေသနစခန်းတွေမှာတိကျစီလုပ်နေကြတယ်ဒါပေမဲ့တွေ့တာကပြိုင်တူကြီးလို့ဖြစ်နေတယ် Section 11.1 မှာ alternating current ဆိုတာဘာလဲပြန်လှန်လျက်စီးလို့ဘာသာပြန်ကြတယ် Electric current can be classified ဆိုတာအုပ်စုခွဲတာ electric current လျှက်စီးချောင်းကိုအုပ်စုခွဲတယ် as two types နှစ်မျိုးဘာနဲ့လဲ direct current ဓာတ်ရိုက်လျှက်စီးလို့ခေါ်တယ် and alternating current ပြန်လှန်လျှက်စီးလို့ခေါ်တယ်ဒါ grade 11မှာလည်းတွေ့ခဲ့ပြီးပြီဓာတ်ရိုက်လျှက်စီးမှာကလျှက်စီးချောင်းကမပြောင်းလဲဘူး6 volt ဆိုရင်6 volt မှာပဲရှိမပြောင်းလဲဘူးအချိန်ဘလို့ပဲပြောင်းသွားသူက6 volt မှာပဲရှိ alternating current ကတော့အဲ့ဒါလို့မဟုတ်ဘူးဥပမာ230ဆိုပါစို့0ကနေ230ကိုရောက်သွားမယ်နောက်တစ်ခါ0ရောက်မယ် minus ကိုသွားမယ် plus ကိုသွားမယ်သူကတစ်ချိန်လုံးပြောင်းလဲနေတယ် alternate အပေါင်းဖြစ်လိုက်အနှုတ်ဖြစ်လိုက်အပေါင်းဖြစ်လိုက်အနှုတ်ဖြစ်လိုက်ဒါကြောင့် alternating current လို့ခေါ်တယ် so direct current the direct current is a steady unidirectional current steady ဆိုတာကပုံမှန်ဖြစ်တာ uni တစ်ခုတည်းသော unidirectional ဥတီဘက်တစ်ဖက်ပဲရှိ
current အပေါ်ရောက်လဲအောက်ရောက်လဲမဖြစ်ဘူး in a direct current ဓာတ်ရိုက်လျှက်စီးမှာ the electrons flow steadily in the same direction all the time electron တွေကတစ်ဖက်ထဲကိုပဲတောက်လျှောက်စီးတယ် the current that flows in a flashlight ဓာတ်မီးတွေ cell phones ပြီးတော့ကျွန်တော်တို့သုံးနေတဲ့ဖုန်းတွေ laptops တွေ and any appliance running on the batteries battery သုံးတဲ့ဆိုရင်အလုံးဟာ direct current ဖြစ်ပါတယ် the alternating current is of great industrial important စက်ရုံတွေမှာအများဆုံးသုံးတာ alternating current ကိုပဲသုံးပါတယ် alternating current ပြန်လှန်လျှက်စီးဆိုတာဘာလဲ an alternating current is a current ပြန်လှန်လျှက်စီးဆိုတာလျှက်စီးတစ်ခုပဲ that reverses ပြောင်းနေဘာကိုပြောင်းတယ်လဲပြောင်းနေဆိုတာရိုးလေးပြောင်းတာမဟုတ်ဘူးပြောင်းပြန်ပြောင်းပြစ်တာငကိုကအထက်ဆိုရင်အခုအောက်ရောက်သွားမယ်ငကိုကဘယ်ဘက်ဆိုရင်အခုညာဘက်ဖြစ်သွားမယ် its direction ဘာကိုပြောင်းပြန်လုပ်တာလဲသူရဲ့ဥတီဘက်ကို at regular time intervals တိကျတဲ့အချိန်တွေမှာသူကပြောင်းသွားတယ် in the alternating current ပြန်လှန်လျှက်စီးတွေမှာ the direction of the flow of electrons changes periodically electron စီးတာကအချိန်နဲ့လိုက်ပြီးတော့သူကပြောင်းနေ direction ပြောင်းနေတာကိုပြောတာပါ current flowing in power lines ကျွန်တော်တို့အိမ်တွေကိုဝင်တဲ့မီးကြိုးတွေ and normal household electricity အိမ်မှာသုံးနေတာတွေ from the wall outlet plug အိမ်က plug ပေါက်တွေအဲ့ဒီကထွက်နေတဲ့ current တွေအကုန်လုံးဒီ alternating current ပြန်လှန်လျှက်စီးတွေဖြစ်တယ် in Japan ဂျပန်နိုင်ငံရဲ့ and in most of America အမေရိကတိုက်ရဲ့နိုင်ငံတော်တော်များများရဲ့မှာ the voltage is between 100 volt and 120 volt 100နဲ့120 volt ကျွန်တော်တို့ကတော့110လို့ပြောကြတယ်ပေါ့ whereas Europe and most other countries in the world including Myanmar ဥရောပအပါအဝင်နိုင်ငံတော်တော်များများမြန်မာနိုင်ငံရော use a voltage between 220 volt နဲ့ 240 volt ကိုသုံးတယ် The frequency of AC current is 50 Hz or 60 Hz in Japan ဂျပန်မှာ50 Hz သုံးရင်သုံးမယ်60 Hz သုံးရင်သုံးမယ် 60 Hz in US အမေရိကမှာ60 Hz ကိုသုံးတယ် and 50 Hz in Europe and most other parts of the world ဆိုတော့ကျွန်တော်တို့ကဥရောပနဲ့တူတော့50 Hz 50 Hz ဆိုတဲ့အဓိပ္ပာယ်ကဘာကိုပြောတာလဲဆိုတော့ဒီ AC က0ကနေ maximum ကိုရောက်တယ်ပြီးရင်0ကိုရောက်တယ် minus maximum ကိုသွားတယ်0ကိုပြန်ရောက်တယ်အဲ့ဒါတစ်ခါအဲ့ဒါလိုမျိုးတစ်စက္ကန့်မှာအခါ90လောက်တယ်တချို့ကအခါ60လောက်တယ်အပေါင်းအနှုတ်တစ်ခါပြီးရင်နောက်တစ်ခါအဲ့ဒါမျိုးတစ်စက္ကန့်မှာအခါ90သို့မဟုတ်အခါ60လောက်ကြတယ်ဒါက direct current ရဲ့ပုံမှာ direct current ရဲ့ပုံမှာသူက direction မပြောင်းဘူးဒါက alternating current ရဲ့ပုံမှာဒီနေရာမှာ one wavelength ပြီးရင်နောက် wavelength ဒီတိုင်းပဲသူကသွားတယ် The method of production of an alternating current is described below alternating current ကိုဘယ်လိုထုတ်တယ်ဆိုတာကိုအောက်မှာဖော်ပြထားတယ် When a coil of wire having quite a few turns a coil of wire coil having quite a few turns အပတ်ရည်အသင့်တည်းရှိရမယ် is rotated a few cycles per second တစ်စက္ကန့်ကိုအပတ်ရည်အတော်အတန်များများပတ်တယ် continuously in a magnetic field တန်လိုက်စက်ကွင်းထဲမှာဆိုတော့ပထမဦးဆုံးတစ်ခုက a coil of wire coil ဖြစ်ရ having quite a few turns အပတ်ရည်အတော်အသင့်ရှိရနောက်တစ်ခါ rotated a few cycle per second လဲနေရမယ်တစ်စက္ကန့်မှာအပတ်ရည်အတန်အသင့်ပတ်နေရမယ်ပတ်ချင်တဲ့နေရာမှာသွားပတ်ရမှာလားမဟုတ်ဘူး in a magnetic field တန်လိုက်စက်ကွင်းထဲမှာ၄ချက်ရှိတယ်เนาะကျွန်တော်ပြောပြီးအဲ့ဒီအချက်၄ချက်နဲ့ညီရ
အဲ့ဒါဆိုရင် an EMF is induced in the coil အဲ့ဒီ coil ထဲမှာလျှက်စစ်ဘိုးအားတစ်ခုရလာ when a galvanometer is connected across the end of the rotating coil အဲ့ဒီလဲနေတဲ့ coil ရဲ့အစွန်းနှစ်ဖက်မှာ galvanometer ကိုတွက်တက်မယ် what is galvanometer ဆိုတာဘာလဲ grade 11မှာသင်ခဲ့ရတယ် it is a device to use to measure very small current a galvanometer is an instrument that measures very small current အင်မတန်သေးငယ်တဲ့ current တွေကိုတိုင်းပြီးဒါကြောင့် galvanometer ကိုသုံးတယ်အဲ့တော့အခုသူကအဲ့ဒီလဲနေတဲ့ coil ရဲ့အစွန်းနှစ်ဖက်မှာ galvanometer ကိုတွက်တက်လိုက်တယ်ဘာဖြစ်တယ်လဲ the galvanometer will show a peculiar result ဆိုတာထူးထူးဆန်းဆန်းဥကြောင်ကြောင်နိုင်တဲ့ result ပေါ့ဆိုလိုချင်တာကမီတာကိုတက်လိုက်တဲ့ current စီးတဲ့ဆိုရင်တက်သွားရသို့မဟုတ်ကျသွားရအခုသူဟာကညာဘက်တက်သွားလိုက်ပြီးရင်တစ်ခါအနှုတ်ဘက်ကိုသွားလိုက်ဒီလိုမျိုးဖြစ်နေတယ်ဒါကြောင့်မို့လို့ peculiar result လို့ပြောတာ in each revolution အဲ့ဒီ coil ကပတ်နေတဲ့အပတ်တိုင်းမှာthe current produced in the coil due to the induced EMF coil ထဲမှာလျှက်စစ်စီးတယ်ဘာကြောင့်လဲအဲ့ဒီထဲမှာညှို့ရလျှက်စစ်တွန်းအားပေါ်လာလို့ rises to a maximum value အမြင့်ဆုံးကိုရောက်သွားမယ် then falls to 0ကိုရောက်သွားမယ် reverses minimum value ကိုရောက်သွားမယ် rises to a maximum ပြီးတော့တစ်ခါပြန်တက်မယ် and falls to 0 again 0ကိုပြန်ဖြစ်သွားမယ်နော်သူကဘာဖြစ်မလဲ0ကနေစမယ် maximum ကိုရောက်တယ်0ကိုပြန်ရောက်တယ် reverse ဖြစ်သွားတယ် negative maximum ကိုရောက်မယ်ပြီးရင်0ကိုပြန်ရောက်လာမယ်အဲ့ဒါတစ်ပတ်ပေါ့ဒီမှာတော့ပုံမှာဘာလုပ်ထားသလဲဆိုတော့သူကဒီမှာတန်လိုက်ရှိတယ် north pole south pole coil ကို mechanically လက်နဲ့ဖြစ်ပြီးတော့တာဘိုင်နဲ့ဖြစ်ရေအားနဲ့ဖြစ်လေအားနဲ့ဖြစ်လဲတယ်လဲတော့သူ့နဲ့ဆက်ထားတဲ့ coil လဲတယ်အဲ့ဒီ coil လဲတဲ့အခါမှာဒီမှာဘာလုပ်တယ်လဲလျှက်စစ်ဓာတ်ထွက်တယ်ဒီဘက်မှာတော့သူက carbon brush တွေနဲ့တက်ထားတယ်နော် carbon brush တွေနဲ့တက်ထားတယ်as the coil continue to rotate coil ကဆက်လဲတယ်this sequence of changes occurs in a periodic manner သူကပုံမှန်အတိုင်းပဲဖြစ်နေတယ်တက်သွားတယ်0ဆင်းတယ်အနှုတ်ကိုသွားတယ်ပြန်တက်လာတယ်ပုံမှန်အတိုင်းပဲဖြစ်နေ the current having this characteristics အဲ့ဒါလိုမျိုးတက်လိုက်ကျလိုက်ဖြစ်နေတဲ့ current ကို in fact the alternating current လို့ခေါ်တယ် alternating current သူကပြန်လှန်လျှက်စီး call induced current ညှို့ရလျှက်စီးလို့ခေါ်တယ် the induced EMF also shows such periodic variation induced EMF ကလည်းအဲ့ဒါလိုပဲသူကပြောင်းလဲနေတဲ့သဘာဝရှိတယ်ဆိုလိုချင်တာ maximum ကိုတက်သွားမယ်0ဆင်းမယ်အနှုတ်သွားမယ်ပြီးတော့0 equilibrium ကိုပြန်ရောက်မယ်ဒီတိုင်းသွားနေ variations of induced EMF is shown in figure 11.3 for one complete rotation of the coil တပတ်ပေါ့ဒါကစခြင်းမှရှိတယ်ခြင်းမှရှိတယ်ပြီးတော့ဒီကောင်ကစခြင်းဆိုတာကိုယ့်ရဲ့မျက်နှာတူရှုမှာကလန့်ပြက်လေးထားတယ်လို့မျိုးနော်စာအုပ်ကိုမျက်နှာဘက်ကိုထားတာမဟုတ်မျက်နှာနဲ့တစောင်းလေးထားတဲ့သဘောမျိုးပြီးတော့လှည့်လိုက်တယ်ဒီမှာကဒုတိယအဆင့်အိုမီဂါ t ကပိုင်2ဖြစ်သွားတယ်အဲ့တော့ E is equal to EM sin 0 sin 0 က0ဆိုတော့0ဒီမှာကကြတော့ E is equal to E maximum sin pi by 2 sin pi by 2က1အဲ့တော့ဒါရတယ်အဲ့တော့အခုသူကဒီကနေပြီးတော့ဒီကို pi by 2သို့မဟုတ်90ဒီဂရီလှည့်အခုသူကကြတော့ဒီနေရာမှာရှိနေရနေပြီးတော့ဘယ်ထိရောက်လာပြီလဲ180ဒီဂရီဖြစ်သွားပြီဟုတ်လား
ဒီကောင်လေးကဒီဘက်ကိုရောက်လာပြီဒီမှာစောက်ထဲမှာတော့ဒီအယောင်မရှိဘူးကျွန်တော်မြင်တာအောင်လို့ဒီအယောင်လေးနဲ့ရှင်းလို့ရအောင်လို့ဒီကနေဒီကိုရောက်သွားပြီ180ဆိုရင် sin pi က0ပြီးတော့တခါဒီကောင်ကဒီဘက်ကိုရောက်သွားပြီဟောဘာဖြစ်သွားမလဲ em sin 3 pi over 2 3 pi by 2ဆို sin 280 ဒီဂရီဟိုအောက်ရောက်နေပြီ minus em ပြီးတော့ဒါငကိုမူလနေရာကိုပြန်ရောက်သွားတယ်0ဒီဟာကအရင်မကြည့်ဘူးဒီပုံလေးဆွဲနိုင်ရဒါဘာမှမခက်ပါဘူး sin 0က0 sin 90က1 sin 180က0 sin 280ကအနှုတ်1ပြီးတော့ sin 360က0ဒါပဲအဲ့ဒီ graph လေးရလာတယ် The waveform of the EMF shown in figure 11.3 ကို sine wave လို့ခေါ်တယ်ဘာကြောင့်လဲသူ့ကို sine equation နဲ့ရေးလို့ရ It is represented by E is equal to em sin omega t ပေါ့ဒီမှာလည်းပဲတချို့စာအုပ်တွေက mah လို့ရေးတယ်ကျွန်တော်ကတော့ mah လို့ရေးတာကိုသဘောကျတယ်နော် em နဲ့ sin E is equal to the induced EMF at a particular instant အဲ့ဒါကိုလေတချို့ကဘေးမှာ function ပုံစံပေါ့သူက time ပေါ်မှာမိခိုးနေတာကို E ခွင်းစခွင်းပိတ်ထဲမှာ t လေးထည့်ရေးတယ် em က the maximum value of EMF omega က the angular velocity of the rotating coil နော် angular velocity တစ်စက္ကန့်မှာ chapter 1မှာသင်ခဲ့ပြီးသားပါဒါတွေအဲ့တော့ angular velocity နဲ့ frequency နဲ့ဆက်စပ်တာက omega is equal to 2 pi f f က the frequency of the EMF the number of complete cycles generated in 1 second တစ်စက္ကန့်မှာသူက cycle ဘယ်နှခါဖြစ်တယ်လဲပေါ့ A rotating coil in a magnetic field is the basis of an AC generator သူက AC ရဲ့အခြေခံ a device for generating alternating current The magnitude of an alternating current at any instance varies precisely the same way as shown by equation 11.1 သူကဘာပြောတာလဲဆိုတော့ခုနကတော့ equation 11မှာပေးထားတာကဘာလဲဆိုတော့ EMF ပြောင်းလဲတာကိုပေးတာ current ကလည်းအဲ့ဒီအတိုင်းပဲဘာဖြစ်လို့လဲ current က EMF ကို resistance နဲ့စားတာအဲ့တော့ current ကလည်း I equal Im sin omega t ပဲအဲ့တော့ the alternating current is universally used သူကိုကြည်ကြဲပြန့်ပြန့်ကြီးသုံးတယ်ဘာအတွက်လဲ for household lighting အိမ်မီးထွန်းဖို့ heating အပူပေးဖို့ cooking ချက်ပြုတ်ဖို့ and other domestic functions တခြားအိမ်အသုံးမှာအိမ်ကလျှက်စစ်သုံးဆွဲတဲ့နေရာတွေမှာသုံးဖို့ The advantages of alternating current ရဲ့ကောင်းတဲ့ချက်ကဘာလဲဆိုတော့It is relatively easy to change the voltage of the current. Voltage ကိုပြောင်းလို့ရတယ်။ဥပမာကိုယ်အိမ်မှာဝင်လာတဲ့မီးက150 volt ပဲရှိတယ်ဆိုရင်အဲ့ဒါကို230ဖြစ်အောင် transformer သုံးပြီးဆွဲတင်လိုက်လို့ရတယ်။ DC မှာမရဘူး။ Furthermore ဒါအပြင် the inevitable loss of energy နော် inevitable ဆိုတာရှောင်လွှဲလို့မရဘူး။ loss of energy ဆိုရင်ဆုံးရှုံးတယ်That occurs when the current is distributed over long distance. Current ကိုအဝေးကြီးထိပို့တယ်။ဆိုလိုချင်တာက current ကို wire ကြိုးနဲ့ပို့တယ်။ wire ကြိုးမှာက resistance ရှိတယ်။ current ကစီးတယ်။အပူထွက်တယ်။ဒါကျွန်တော်တို့တွက်ခဲ့ထားပြီးသား H is equal to I square RT divided by G နော်ဆိုတော့ဒီ current များလေအပူကများထွက်လေအဲ့တော့ current ကိုနည်းအောင်လုပ် current ကိုနည်းအောင်လုပ်တဲ့နည်းက AC current ပဲဖြစ်ရမယ် transformer နဲ့သုံးပြီးတော့ current ကို short ချလို့ရ current ကို short ချခြင်း voltage ကိုတင်ပေးလိုက်ရုံပဲ is far smaller with alternating current at high voltage and low current than with direct current သုံးတာနဲ့ဆိုင်ရင်သူကalternating current ကိုသာလျှင်အဲ့ဒါလိုမျိုး voltage ကိုတင်လို့ချလို့ရတယ် Chapter 11 ရဲ့ exercise 11.1 မှာ What is the major difference between alternating current and direct current အဓိကကွာခြားချက်ကဘာလဲ
In a direct current ma the electrons flow steadily in the same direction all the time အချိန်ပြည့်ဥဒိဘတစ်ဖက်ပဲစီးတယ် In the alternating current ma the direction of the flow of electrons changes periodically alternating current မှာကြတော့အချိန်နဲ့လိုက်ပြီးတော့သူကပြောင်းလဲနေတယ် Question number 2 ma why is AC better than DC in long distance distribution of electrical power electrical power ကိုဟိုးအဝေးကြီးထိပို့တဲ့အခါမှာဘာကြောင့် DC ထက် AC ကပိုကောင်းရတယ်လဲ The power loss in long distance distribution of electrical power is directly proportional to the square of the current wire ကြိုးထဲမှာ the power loss power ဆုံးရှုံးတဲ့ in long distance distribution of electrical power လျှက်စစ်ကိုအမှန်မှာတော့လျှက်စစ်စွမ်းအင်ကိုပေါ့ wire နဲ့အဝေးကြီးကိုပို့တဲ့အခါမှာဆုံးရှုံးတဲ့ power က directly proportional to the square of the current နှစ်ထပ်ကိန်းနဲ့တိုက်ရိုက်ကျိုးတူတယ်ဆိုလိုချင်တာက current များလေ power ဆုံးရှုံးနေ For the distribution of alternating current နဲ့ပို့မယ်ဆိုရင် voltage is step up voltage ကိုတင်ပလိုက်တယ် and the current is step down current ကလျော့သွားတယ် by using transformer တွေသုံးပြီးတော့ so the power loss can be minimized power loss နည်းသွားမယ် the voltage and the current or direct current cannot be changed using transformer ကိုသုံးပြီးတော့ direct current ကိုများအောင်နည်းအောင်လုပ်လို့မရအောင် is the current from the outlet or telephone charger outlets or telephone charger ဆိုရင် DC input to the telephone charger လို့ပြောရင်တော့ AC Question 11 An AC generator has an output given by E is equal to 150 sin 377 D4 ဘုန်းကြီးစာအုပ်ထဲမှာ D4 လေးမပါဘူးပါရဒါမှသာလျှင်ဒီအရှိရ150ကဖိုလားမီလီဖိုလားဆိုတာသိထဲကိုထည့်ရနောက်တစ်ခါ grade 10မှာတွေကစာအုပ်ထဲမှာစသုံးပြတယ်ဒါပေမဲ့ဒီလိုသုံးရမယ်လို့မညွှန်ကြားဘူးမရေးဘူး SI brochure တွေဖတ်တဲ့လူတွေနောက်တချို့ share ထားပေးတာတွေအဲ့ဒါတွေကိုလေ့လာတယ်ဆိုရင် physical quantity တွေကိုအဆောင်းနဲ့ရေးရမယ် unit တွေကိုအတိတ်နဲ့ရေးရမယ်ဒါမှဒီမှာကြည့်လိုက်တဲ့အခါကျရင်ဒီအထိက physical quantity ဖြစ်ပြီးတော့ဒါက unit ဆိုတာကိုသိအဲ့တော့လက်ရေးနဲ့ရေးတဲ့အခါကျတော့ကျွန်တော်တို့ကစောင်းတာတို့တဲ့တာတို့ကခက်တယ်အဲ့တော့ဘယ်လိုရေးသလဲဆိုတော့ E is equal to 150 sin 377 T ဘေးနားလေးမှာဂွင်းစကွင်းပိတ်ထဲမှာ V ကိုထည့်ရေးပါသူမေးခွန်းကမရေးပြရင်တော့မရေးနဲ့ပေါ့အေးတာပဲ Find the maximum EMF output ကိုမေးတယ် maximum EMF output ဆိုတော့ E maximum ဒါပေါ့ the frequency of the source F ကိုမေးတယ်ပြီးတော့ the EMF FT is equal to 120 second မှာရှိတဲ့ EMF ကိုမေးတယ်ပြီးတော့ find the maximum current in the circuit when generator is connected to 50 ohm နဲ့ဆက်လိုက်ရင် current အများဆုံးဘယ်လောက်ဖြစ်မလဲလို့မေးတယ်ပထမဦးဆုံးတစ်ခုကဒီဟာလေးတော်တော်များများမေးကြဘာလဲဆိုတော့ E is equal to 150 sin 377 T မှာ377ကနေ120ဖြစ်သွားအောင်ဘယ်လိုလုပ်လိုက်တာလဲဆိုတော့ဒါကိုပိုင်ပဲဖွဲ့တာဘာ unit နဲ့မှမဆိုင်ဘူး377ကို377 T က radian နဲ့အဲ့ဒါလည်းမှတ်ထားရမယ် degree မဟုတ်ဘူး377 T က radian အခုဒီမှာလုပ်နေတာ radian ဖွဲ့တာမဟုတ်ဘူးကဏန်းအစားပိုင်နဲ့ပြချင်တာဒါကြောင့်ပိုင်ရဲ့ရိုးရိုးသင်္ချာညီမျှခြင်းကဏန်းညီမျှခြင်း 3.142 ကိုထည့် 3.142 နဲ့ဒါကိုစားလိုက်တော့120ရတယ်ပိုင်ကပိုင်မယ်120ပိုင်ဒီနေရာမှာ120ကိုပိုင်တန်ဖို့ 3.142 နဲ့ပြန်မြောက်ကြည့်389ပဲရတယ်အဲ့တော့မေးစရာရှိတာကတကယ်လို့ဒီ389ကိုဒီလိုမျိုး120ပိုင်နေပါလိမလုပ်ရင်ရောရလားရတယ်ဘာမှမဖြစ်ဘူးဘာမှမဖြစ်ဘူးဘာလို့လဲဆိုကျွန်တော်တို့က calculator နဲ့တွက်တာပဲဒါပေမဲ့ခေါင်းနဲ့တစ်ခုတော့ထည့်ထားစရာက
ဒီဟာက degree မဟုတ်ဘူး radian ဆိုတာတော့ခေါင်းနဲ့ထည့်တာပါမဟုတ်ရင်တော့ဘယ်လိုမှအဖြေမရနိုင်ကဲကောင်းပြီပထမဦးဆုံးကကျွန်တော်တို့ကဒီမှာ120ပိုင်ဘာလို့120ပိုင်လောက်လိုက်လဲဆိုတော့ပိုင်နဲ့ပြချင်လို့ဗျာဟုတ်လား sin 0ဆို0 sin ပိုင်2ဆိုရင်1 sin ပိုင်ဆိုရင်0 sin 3ပိုင်2ဆိုရင် -1 အဲ့လိုအလွယ်လေးတွေထည့်ချင်လို့ calculator နဲ့လုပ်လဲရတယ်အဲ့တော့ the maximum EMF output EM E is equal to EM sin omega t အဲ့တော့ဒီ150နဲ့နှိုင်းယှဉ်လိုက်တော့ EM is equal to 150 volt ဆိုပြီးသွားပြီ frequency F ကိုလိုချင်တယ် frequency F ကိုလိုချင်တော့ကျွန်တော်တို့ကဒီနေရာမှာ150 sin 120 pi t က omega t နဲ့ညီတယ်အဲ့ဒါဆိုရင် omega is equal to ကဘာနဲ့ညီလဲဆိုတော့120 pi နဲ့ညီတယ်နောက်တစ်ခါ omega ကဘာနဲ့ညီတယ်လဲဆိုတော့2 pi f နဲ့ညီတယ်ဆိုတော့အဲ့နှစ်ခုပေးညီလိုက်ပြီးတာပဲ2 pi f is equal to sorry ဟုတ်တယ်2 pi f is equal to 120 pi အဲ့တော့ဒီမှာ pi နဲ့ pi နဲ့လွယ်လွယ်ကူကူခြေလိုက်လို့ရတယ်ပေါ့ 2f က120ဆိုတော့2နဲ့သွားစားလိုက်တော့ f ညီမျှခြင်းဘာကိုရလဲ60 hertz ကိုရတယ်ဒါပါပဲဒီမှာ omega is equal to 2 pi f is equal to omega by 2 pi ပေါ့ဒါ omega t ဆိုတော့ခုနကတော့120 pi into t က120 pi က omega နဲ့ညီသွားတယ်2 pi က2 pi ဆိုတော့60 hertz ရတယ်ကျဲတယ်လို့တွက်လို့ရတယ် t is equal to 120 second မှာရှိတာကိုလိုချင်တယ်ဆိုတော့ဒါက em sin 120 pi into 1 by 120ဆိုတော့120နဲ့120နဲ့ကြည့်သွားတယ် sin pi က0 sin pi က0ဆို0ပဲရရ I is equal to 50 ohm ဖြစ်တဲ့ဆိုရင် I maximum ကိုလိုချင် E maximum ကို R နဲ့စားတယ်3 ampere ရပါတယ်တပုတ်ပဲကျန်တယ်နော်ကျွန်တော်ပြီးအောင်ဆက်လိုက်ဒီဟာလေးတစ်ချက်သေချာလေးသတိထားပြပါဖြစ်နိုင်ရင် calculator စောင့်ထားပါ example 11.2 မှာ the current in an AC circuit at any time t second is given by I is equal to 20 sin 100 pi t ampere ဒါကပုံနှိပ်စာအုပ်မှာကိုပေးထားတဲ့ ampere ဒါမှန်တယ်ဘာလို့ခိုင်းတယ်လဲကြည့်အောင် find the peak value of the current ရဲ့အမြင့်ဆုံးတန်ဖိုးဆိုလိုချင်တာ I maximum ကိုမေးတယ်ပြီးတော့ the period t ကိုမေးတယ် the frequency f ကိုမေးတယ်နောက်တစ်ခါ the value of the current when t is equal to 0အချိန် t0 မှာ current ဘယ်လောက်လဲမေးတယ်နောက်တစ်ခါအချိန် t is equal to 8 millisecond မှာ current ဘယ်လောက်လဲလို့မေးတယ်နောက်တစ်ခါ10 ampere ရှိတဲ့အချိန်10 ampere ရှိတဲ့အချိန်ကဲစတွက်မယ်ကျွန်တော်တို့ပထမဦးဆုံး general formula I is equal to I maximum sin omega t ကိုရေးတယ်သူပေးထားတဲ့ equation I is equal to 20 sin 100 pi t နဲ့ညီတယ်အဲ့တော့ဒါနဲ့တူတယ်လေအဲ့တော့ peak values of current IM ကိုမေးတယ် period t ကိုမေးတယ် frequency f ကိုမေးတယ်အဲ့တော့ IM က20 ampere ဒီနောက်ဆုံးမှာသူခုနကတော့ ampere နဲ့ရေးပြထားတယ်ဒီမှာဒါကြောင့်20 ampere လို့ယူတယ်ပြီးတော့ဒုတိယတစ်ခုကသူက period ကိုမေးတယ် period က frequency ပြီးမှလာမှာအဲ့တော့ဒါဆိုရင်ကျွန်တော်တို့ omega is equal to 2 pi f df က1 by t နဲ့ညီတယ်2 pi by t အဲ့တော့ t ကိုလိုချင်တော့2 pi ကို omega နဲ့စားတယ်အဲ့တော့2 pi က2 pi omega ကဒီမှာဒါ omega t ဆိုတော့100 pi က omega နဲ့ညီသွားတယ်အဲ့တော့ရှင်းလိုက်တော့ 0.02 second ရတယ် frequency ကိုလိုချင်တော့ဒါက grade 10မှာတွေကတွေ့ခဲ့တယ် f is equal to 1/t 50 hertz ရတယ်နောက်တစ်ခုသူမေးထားတာက the value of current when t is equal to 0တဲ့အဲ့တော့ခုန equation ဒီမှာ
I is equal to 20 sin 100 pi t ဆိုဒီနေရာမှာ0ထည့်လိုက်ရင် sin 0 sin 0က0 20နဲ့0နဲ့မြောက်ရင်0ပဲရတယ်ပြီးပြီ now 8 millisecond မှာကျွန်တော်တို့ထည့်မယ်နော်သေချာကြည့်မယ်20 sin 100 pi t နေရာမှာ8 millisecond ဆိုတော့ 0.008 လို့ရေးတယ်ဒီမှာ radian ဆိုတာကိုကျွန်တော်ရေးတယ်ဘာကြောင့်လဲဆိုတော့ degree နဲ့မှားပြီးတွက်မှာဆိုလို့အဲ့တော့ကျွန်တော်တို့ကဒီဟာကိုရှင်းလိုက်တော့20 sin 0.8 pi radian ဒါ radian အဲ့တော့ဘာလုပ်မလဲတကယ်လို့ radian နဲ့ပဲဆက်တွက်မယ်ဆိုပါစို့ calculator မှာဘာလုပ်ရမလဲဆိုတော့ setting ကြောင်းရအဲ့ဒီ calculator ရဲ့ကြည့်လိုက်လို့အလဲမှာဒီလို့ပေါ်နေတယ်ဆိုရင်မရဘူး degree ကိုပြောင်းရ degree မပြောင်းမဲနဲ့တွက်ချင်တယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမှာလဲဆိုတော့ d ဆိုတာကို degree ကို radian ပြောင်းရအဲ့တော့ဘာလုပ်တယ်လဲပထမဦးဆုံး shift key ကိုနှိပ်တယ်နောက်ညာဘက်က setup ဆိုတဲ့နေရာလေး move နဲ့ setup နဲ့အဲ့ဒီနေရာမှာ setup ကိုလိုချင်လို့ shift ကိုနှိပ်လိုက်တာ shift ကိုနှိပ်တယ်ပြီးတော့ setup ကိုနှိပ်လိုက်ရင်အဲ့ဒီမှာ1 2 3 4 5 6 8ပေါ်လာလိမ့်မယ်အဲ့ဒီမှာကျွန်တော်တို့ကအခုဘာနဲ့တွက်မှာလဲ radian နဲ့တွက်မယ် radian နဲ့တွက်မယ်ဆိုရင်4ကိုရွေးလိုက်အဲ့လိုရွေးလိုက်ရင်အပေါ်မှာကြည့်အပေါ်မှာဘာတွေ့မယ်ခုနကတော့ d ဆိုတဲ့နေရာဘေးမှာ r ဆိုတာလေးဖြစ်သွားတယ်အဲ့ဒါလို့ဖြစ်သွားပြီဆိုတော့မှကျွန်တော်တို့ကဘယ်လိုရိုက်မလဲဆိုတော့ပထမဦးဆုံး20ကိုရိုက်မယ်အမြောက်လက္ခဏာ20ကိုရိုက်မယ်နော်အဲ့တော့ဟိုလိုက်ရေးရင်ရေးတာပါကျွန်တော်ဒီမှာမရေးတော့ဘူး20ကိုရိုက်မယ်ပြီးရင်အမြောက်လက္ခဏာကိုရိုက်မယ်ပြီးရင် sin ဆိုတာကိုနှိပ်မယ်ဂွင်းကသူ့ဟာသူပေါ်ပြီးသားပြီးရင် 0.8 ကိုရိုက်မယ်ပြီးရင်အမြောက်လက္ခဏာပြီးတော့ပိုင်ကိုထည့်မယ်ပိုင်ကိုထည့်မယ်ဆိုရင် calculator တွေကပိုင်ကိုထည့်ဖို့အတွက် shift ကိုနှိပ်တယ်ပြီးတော့ပိုင်နေရာလေး into 10 power 8ဆိုတဲ့နေရာမှာအောက်ဆုံးဘယ်ဘက်နံပါတ်3မှာရှိတယ်အဲ့ဒါလေးကိုနှိပ်ပြီးရင်ခွင်းပိတ်ပြီးရင်ညင်မြချင်းနှိပ်အဖြေ17.955ဆိုတာကိုရအဲ့တော့17.6ယူလိုက်တယ်ပေါ့ဒါကကျွန်တော်တို့ဘာနဲ့လုပ်တာလဲradian နဲ့သွားတာ radian နဲ့မသွားဘူးပုံမှန်ပဲ degree နဲ့သွားခြင်းတယ်ဆိုရင်တော့ရှင်းရှင်းလေးပဲဒီပိုင်နေရာမှာသူက180 degree ထည့်လိုက်အဲ့တော့180 degree ထည့်လိုက်180 degree နဲ့ဒသမ8နဲ့မြောက်အဲ့တော့ calculator မှာတော့ဘာဖြစ်နေရမလဲဆိုရင် radian ဖြစ်မနေရဘူး degree မှာဖြစ်နေရမယ်ငကိုတွက်နေကြ degree အတိုင်းပဲတွက်ချင်တယ်ဆိုရင်ပိုင်နေရာမှာ180 degree ကိုထည့်လိုက်အဲ့တော့180မြောက်8က144 degree အဲ့ဒါကပုံမှန်အတိုင်းပဲထွက်ပါကောက်မိတာပြီးတော့နောက်တစ်ခုက I ညီမျှခြင်း 10 ampere ဖြစ်တဲ့အချိန်တီကိုလိုချင်တယ်အဲ့တော့ I နေရာမှာ10 ampere ကိုထည့်တယ်ဒီဘက်ခြမ်းမှာ20 sin 100 pi t ကိုထည့်အဲ့တော့20နဲ့သွားစားလိုက်တော့ 0.5 0.5 ဒီကျွန်တော်တို့ sin မှာကြည့်လိုက်ရင်သူကဘယ်လောက်လဲ30 degree 30 degree 30 degree ကို radian ဖွဲ့မယ်ဆိုရင် pi/6 radian ဒီဘက်ခြမ်းက100 pi နော်100 pi t radian က pi/6 radian နဲ့ညီတယ် pi နဲ့ pi နဲ့ခြေလိုက်တယ် t ကိုလိုချင်တယ် radian လည်းခြေလိုက် t ကိုလိုချင်တယ်ဒီက100သွားစားတော့1/600 second နဲ့ရဒါဒီမှာကျွန်တော်လုပ်ပြထားတယ်နော်သတိထားဖို့ကဒီဟာကြီးက radian မှာရှိတယ်ဆိုတာသိရ degree နဲ့တွက်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ကဒီဘက်ချမ်းကိုပါ degree ဖွဲ့ရဒီဘက်ချမ်းက30 degree နဲ့ထားခြင်းရင်ဒီဘက်ချမ်းကိုလည်း degree ဖွဲ့ရမယ်အဲ့တော့100အမြောက်180 degree ဖြစ်သွား
ဟာဆိုတော့ဒီတိုင်းပဲထွက်မှာပါဒီအဖြေပဲထွက်မှာပါလုပ်ကြည့်ပါโอเคနောက်နေ့ကျမှ 11.2 ပေါ့နော်ဟုတ်ဆွေးနွေးလိုတာလေးရှိရင်ပြောပါခင်ဗျ Hello ဆရာကြီး Hello ဟုတ်ပြောပါခင်ဗျာ ဟုတ်ဆိုတော့ ဟုတ်ပြောပါဆရာကျွန်တော်ကြားပါ ဟုတ်ကျွန်တော်အရှိက review လေးမှလေဆရာAC က long distance ကိုရောက်ဖို့အတွက်ဆိုရင်သူက voltage ကို short တင်လိုက်ပြီးတော့ current ကို short တယ်ဆိုတော့အဲ့ဒီ voltage နဲ့ current နဲ့ကျတော့ တိုက်ရိုက်အချိုးကျန်တော့အဲ့လိုမျိုးတစ်ဖက် တစ်ဖက် short အဲ့လိုလုပ်လို့ရလားဆရာကြီးဟုတ် ဒီဘက်ချမ်းက voltage နဲ့ current နဲ့မြောက်ချင်းသည်ဒီအထွက်ဘက်က voltage နဲ့ current နဲ့မြောက်ချင်းနဲ့အတူတူပဲအဲ့တော့ဆရာကဒီဘက်ချမ်းက voltage ကိုတင်လိုက်မယ်ဆိုရင် current ကလျော့သွားမယ်ဆိုလိုချင်တာကဒီကပေးလိုက်တဲ့ voltage ထက်ဆရာက10ဆတိုးလိုက်အဲ့ဒါဆိုရင် current က10ဆကျသွားမယ် current 10ဆကျသွားမယ် current 10ဆကျသွားရင်အပူထုတ်တဲ့နှုန်းက100ပုံတစ်ပုံပဲရှိတော့မယ်ဘာလို့ဆို I square မို့လို့အဲ့တော့တကယ်လို့ဆရာက voltage ကိုအစ100တိုးပြီးတော့လုပ်လိုက်မယ်ဆိုရင် current က100ပုံတစ်ပုံပဲရှိတော့မယ် current 100ပုံတစ်ပုံပဲရှိတဲ့ဆိုရင်အပူဆုံးရှုံးမှုက1000ပုံတစ်ပုံပဲရှိပါတော့မယ်အဲ့ဒါလို့ပါအဲ့ဒါကဒီ transfer equation transformer မှာ power အဝင်နဲ့ power အထွက်တူတယ် power ကိုလိုချင် voltage နဲ့ current နဲ့ကိုမြောက်ရတယ်ဒီမှာလဲ voltage နဲ့ current နဲ့ကိုမြောက်ရပါတယ်ရမလားမသိဘူးဆရာဟုတ်ရပါတယ်ဆရာကြီးဟုတ်ကျေးဇူးတင်ပါတယ်ခင်ဗျဟုတ်ကဲ့ပါတရားခုနကငါလေ review နံပါတ်3ကလေအချက်ပြန်ရှင်းပြပြပါလားဆရာ185က review number 3အခန်းဘယ်အခန်းကလည်းမသိဘူး11ဒီခါပါပဲဆရာဟုတ်ကဲ့အဲ့ဒါကျွန်တော်ပြောပြီးပြီလားဟုတ်ပြောပြီးပြီဟုတ်ပြီဘာမေးထားလဲဆိုတော့ is the current from outlet or telephone charger AC or DC တဲ့ဒါက plug ပေါက်ကြီးရှိတယ်အဲ့ဒီ plug ပေါက်မှာ telephone charger ကိုကျွန်တော်တို့သွားထိုးလိုက်တယ်နော် telephone charger ကိုသွားထိုးလိုက်တယ်ဒီမှာ USB အထွက်ကလေးရှိတယ် USB အထွက်ကလေးဒီမှာ USB အထွက်ကလေးရှိအဲ့မှာကျွန်တော်တို့ USB သွားထည့်တယ်ထည့်ပြီးတော့မှဒီဘက်ချမ်းကတော့ကိုယ့်ရဲ့ဖုန်းပေါ်မှာမူတည်ပြီးတော့ type C ဖြစ်ခြင်းဖြစ်မယ်အဲ့လိုမှမဟုတ်ရင် micro ဖြစ်ခြင်းဖြစ်မယ်ဘယ်လိုဖြစ်ကျွန်တော်ပြောပြမယ်ပထမဦးဆုံးဒီကိုဝင်သွားတာက AC 234ပါ AC 234အဲ့ဒီ AC 234ကိုဒီအထဲမှာ 4R 8 volt လောက်ရောက်အောင် short ချတဲ့စနစ်ရှိပါတယ်ပြီးတော့မှအဲ့ဒါကို DC ဖြစ်အောင်ပြောင်းပေးတဲ့ဒီအကြောင်းက grade 11မှာပါခဲ့တယ်ဘာတွေကိုသုံးသလဲဆိုတော့ rectifier တွေကိုသုံးပြီးတော့ AC ကနေ DC ကိုပြောင်းပေးတယ်အဲ့တော့ဒီမှာ DC 5 volt ထွက်ပါတယ်အဲ့တော့ဒါကတယ်လီဖုန်းချာဂျာကြီးတယ်လီဖုန်းချာဂျာကိုဝင်တာဘာလဲလို့မေးရင် AC ပါတယ်လီဖုန်းချာဂျာကထွက်လာတာဘာလဲလို့မေးရင် DC ပါရပြီလားမသိဘူး